စုကျေးဇူးလေးတွေကိုစီရှိကြပါတယ်အစီခံမလားတွေဝေနေမလားစဉ်းစားပြီးမှစကားဆိုတာလုံးသားလေးခင်တွေ့ဖြစ်စီလုံးသားလေးစကားလားဒီဆိုဟာလေးလူရကုန်တော့ချီးမွမ်းနေချမ်းလေးနဲ့ပါဝင်စကားမယ်ကိုစီစွမ်းစားတွေလည်းပြပေးစုလက်တွေပါအသုံးပြုတာအလိုတော်တိုင်းလောကရဲ့အလဲငါတို့စားတွေလို့အသုံးပြုပါအနာဂတ်ဒီမှာကိုစီထရွယ်မယ်လေတင်းကဟောပြောမယ်လေတွေ့လဲညီညာစီလုံးစွာနေစကားလာ